မင်းကလေးမတော်တဆအမေ18နှစ်အရွယ်ခစ်ကိုပြန်ရောက်သွားခဲ့တဲ့အချိန်မှာအမေကကောင်လေးတယောက်ရဲ့ဂျာကတ်ကိုချွတ်ပေးနေတယ်မင်းကလေးကောင်လေးရဲ့ပခုံးပေါ်ကဒဏ်ရာယွန့်ကိုမြင်လိုက်တော့သူ့အဖေဖြစ်မယ်လို့ထင်သွားတယ်သူ့အဖေကတခါကနိုင်ငံခြားတယောက်တည်းထွက်သွားပြီးသူနဲ့အမေကိုစွန့်ပစ်ခဲ့တာဒါကြောင့်သူတို့မိခင်သမီးနှစ်ယောက်နှစ်ပေါင်းများစွာဒုက္ခတွေခံစားခဲ့ရတာအမေရဲ့မောင်မေတဲ့အနာဂတ်ကိုပြန်ရေးဖို့ဆုံးဖြတ်ပြီးမင်းကလေးသူတို့ချစ်ချင်းမေတ္တာမဖြစ်အောင်တားဆီးဖို့စိတ်ပိုင်းဖြတ်လိုက်တဲ့ကျမ်းပြင်ပေါ်ကရေပန်းတင်တဲ့တလက်ကိုကောက်ယူပြီးအတန်းခန်းထဲပြေးဝင်သွားတယ်ကောင်လေးရေပန်းတင်တဲ့ကိုလူယူဖို့ကြိုးစားတယ်ဒါကြောင့်မင်းကလေးချော်လဲပြီးမတော်တဆကောင်လေးပေါ်လဲကျသွားတယ်အလွန်အမင်းအစင်မပြေတိတ်ဆိတ်မှုတစ်ခုဖြစ်ပျက်သွားတယ်မင်းကလေးအလျင်မြန်ထက်ပြီးအမေစီတိုက်ရိုက်လျှောက်သွားတယ်ကောင်လေးကိုအခုလေးတင်ဘာလို့ဖို့ကြိုးစားနေတာလဲလို့မေးတယ်ကောင်လေးဂျာကတ်ကိုသူမစီပြစ်ပေးလိုက်တယ်အမေကသူ့အဝတ်ကိုလောင်စေခဲ့တာကြောင့်ရော်ကြေးပေးချင်ုံပဲလို့ပြောတယ်မင်းကလေးနောက်ဆုံးသူနားလည်မနေမှန်းသိလိုက်တဲ့အချိန်မှာအပြင်ကနေဆရာရဲ့အတန်ကြားလိုက်တဲ့၃ယောက်လုံးထိတ်လန့်ပြီးချက်ချင်းပုံးကြတယ်ဆရာသူတို့ပုံးနေတဲ့နေရာကိုရှာတွေ့တော့မလို့ဖြစ်နေတယ်ကောင်လေးရုတ်တရက်ရှေ့တိုးထွက်လာပြီးဆရာကိုခေါ်သွားဖို့စီစဉ်တယ်မင်းကလေးအမေဒီဖြစ်ရကြောင်ကောင်လေးကိုချစ်မိသွားမှစိုးရိမ်တယ်သူမအလျင်မြန်ထက်လိုက်တဲ့ဆရာနှစ်ယောက်လုံးကိုဖမ်းမိပြီးရုံးခန်းစီခေါ်သွားတယ်ဆရာစီကပြစ်ဒဏ်ချမှတ်ခံရတော့မယ်အမေအပြစ်ရှိတယ်လို့ခံစားရပြီးသူတို့ကိုစားဆရာကိုတောင်းပန်တယ်နောက်ဆုံးဆရာ၃ယောက်လုံးကိုတတန်းရက်စေခဲ့တယ်မင်းကလေးအရန်ရှက်ဖြစ်နေခဲ့တယ်ဒါပေမဲ့အမေမျက်နှာပေါ်ကပြုံးရည်မျက်နှာကိုမြင်လိုက်ရတော့စိတ်အေးလက်ပြောက်ဖြစ်သွားတယ်မင်းကလေးအချိန်ခီးသွားမလာခင်အမေနဲ့အတူကားတိုက်မှုဖြစ်ခဲ့တယ်အဲ့နေ့ကသူ့မွေးနေ့အမေကမွေးနေ့ကိမ်းမုံဝယ်ပေးချင်ခဲ့တယ်မင်းကလေးကိမ်းမုံကဈေးကြီးလုံးတယ်လို့ထင်ပြီးမွေးနေ့ကိမ်းမုံကိုမုန်းတယ်လို့လိန်ပြောခဲ့တယ်အမေသူလိန်နေမှန်းသိနေခဲ့တယ်တမီးကိုအံ့အားသင့်စေဖို့ရှိုးဝက်ကိမ်းမုံဝယ်ခဲ့တယ်မင်းကလေးကိမ်းမုံကိုမြင်လိုက်တော့ဒေါသထွက်ပြီးအမေဝင်ထုတ်ဝင်ပိုးဖြစ်နေတယ်လို့ခံစားရတယ်အပြစ်ရှိတယ်လို့ခံစားရလို့လှည့်ပြေးသွားခဲ့တယ်အမေတွန်းဆုတ်မှုမရှိပဲလိုက်ခဲ့တယ်ပတ်ဝန်းကျင်ကကားဟွန်းအတန်တွေကြဲလောင်မကြားခဲ့ဘူးမင်းကလေးအမေအသက်အန္တရာယ်ရှိနေမှန်းသိလိုက်တယ်အလျင်မြန်ပြေးသွားပြီးအမေကိုအန္တရာယ်ကနေတွန်းရှောင်ပေးလိုက်တယ်ကိုယ်တိုင်ကားနဲ့တိုက်ခံရတယ်မင်းကလေးသတိပြန်ဝင်လာတဲ့အခါအတိတ်ကာလကိုရောက်နေမှန်းသိလိုက်ရတဲ့အချိန်ကအမေငယ်ရွယ်ပြီးကျမ်းမာနေသေးတယ်အမေကြုံခဲ့ရတဲ့ဘေးဒုက္ခတိုင်းအဖေရဲ့အဖြစ်လို့ယုံကြည်ခဲ့တယ်ကောင်လေးကိုအနာဂတ်မှာအမေကိုဘယ်တော့မှမကြိုက်မြတ်ဖို့မနီးကပ်ဖို့တတိပေးခဲ့တယ်ကောင်လေးသူမရဲ့ပြုမှုမှုကိုအလွန်အမင်းထူးဆန်းတယ်လို့ထင်တယ်သူဘသူကိုမှချစ်ချင်းမေတ္တာမရှိဘူးသူမရှုပ်ထွေးပြီးစိတ်လှုပ်ရှားနေတဲ့ပုံစံကသူ့ကိုရဲစရာကောင်းနေတယ်အဲနေ့ကစပြီးကောင်လေးအမေကိုတွေးချင်နေဆိုတဲ့အကြောင်းပြချက်တွေနဲ့မင်းကလေးကိုအလုပ်တွေအများကြီးလုပ်ခိုင်းနေတယ်မင်းကလေးကောင်လေးကိုအမေနာကိုမကက်စေချင်ဘူးမနေပဲသူ့တောင်းဆိုချက်တိုင်းနာခံခဲ့ရတယ်အဲညမျိုးမှာမိဘန်းပွဲတော်ကျင်းပတယ်မင်းကလေးကောင်လေးဘေးမှာရက်ပြီးမိဘန်းကြည့်နေတယ်သူတို့နောက်ကမိဘန်းစက်ယုံရုတ်တရက်ပေါက်ကွဲသွားတယ်အမေခဏကြာအင်တာသုံးဖို့အဲစက်ယုံထဲဝင်သွားခဲ့တယ်မင်းကလေးတွေးခေါ်မှုမရှိပဲစက်ယုံစီပြေးသွားတယ်ဒီပေါက်ကွဲမှုကြောင့်အမေတစ်သက်လုံးလူကြားမကြားနားဘေးနားပိတ်ဖြစ်ခဲ့ရမှန်ရုတ်တရက်ပြန်တရိရလိုက်တယ်အလျင်မြန်ပြေးရင်ချော်လဲကျသွားတယ်နောက်တစ်ချက်မှာမူလခစ်ကိုပြန်ရောက်သွားတယ်သူ့ခစ်မှာအမေအဲเจ้าမဖွယ်ကားတိုက်မှုမှာအသက်ဆုံးရှုံးခဲ့တယ်လေဘင်းကဆွဲသီးပေါ်ကနံပါတ်က3ကနေ2အဖြစ်ပြောင်းသွားတယ်မင်းကလေးချက်ချင်းနားလဲသွားတယ်ဒီဆွဲသီးကအချိန်ခီးသွားနိုင်တဲ့စွမ်းအားရှိနေတာ